feel ကိုရောက်နေတာပါဒီမြင်လမ်းလေးဆိုတော့လမ်းမကြီးပေါ့နော်လမ်းလေးကဒါလေးဒီနေရာလေးတို့ရောက်နေတယ်ဒီမှာဘာတွေရှိလဲတစ်ချက်ကြည့်မယ်သူကမြို့ကတော့တေးသေးလေးမဟုတ်ဘူးစစ်တပ်ရှိတဲ့မြို့ပေါ့နော် Point Laundry တွေ့လိုက်တယ်ခုနကဒီမှာ Pongan American Flag Storage နော်ဒါ office တဲ့ office လည်းတော့မသိဘူးရှိတယ်နောက်ဒါ library or island food library ကျွန်တော် food တယ်ဒီမှာ food market တွေဒီမှာအများကြီးရှိတယ် Pond Jewelry ဒီမှာဟို In half of a mile, right turn onto Swain Street. gas ဈေးတွေကလည်းမစိုးပါဘူးအရင်ဈေးကြီးတယ်မပါဘူးဈေးလည်းမနေဘူး average ပဲဒီမှာကားဒီလာတွေလည်းတွေ့ပြီး share ပြီးကားဒီလာကြီးတွေ့တယ်လမ်းသွားနေတဲ့လူလေးလည်းရှိရယ်နောက်ပါရှိရောမယ်ဒီကြည့်ပါဦးဘောလုံးက အေးတပါလေစတော့စတယ်နဲ့ Next right, မသိပါ and then right turn. အဲဒီလိုကားဆိုင်လေးလည်းရှိတယ်ကားပစ္စည်းဆိုင်လေးတွေတော့ military benefits တဲ့ဒါတော့ military ရှိတဲ့နေရာ Fairfield ဆိုတာ North Carolina မှာအဲ့တော့ဒီမှာလမ်းကျိုးလေးတဲ့ကိုဝင်လာပြီပေါ့နော်ဒီထဲမှာဘာတွေရှိလဲဒီလမ်းနဲ့ဝင်လာတာပါ ski board road တဲ့ ski board road ဆိုတာတော့မယ်ဒီမှာဒီလိုကားပစ္စည်းဆိုင်လေးရတော့အများကြီးရှိတယ် U-Haul တဲ့ U-Haul ဒီမှာထားတဲ့ပစ္စည်းဆိုင်လေးလည်းအများကြီးရှိတယ် Next right. high school တဲ့ဗျာဒီမှာနော် high school ကျောင်းနဲ့ပတ်သက်လို့ Elgavi Wilkins High School ဆိုတာလည်းတွေ့ပြီ Enterprise တွေတွေ့ပြီဒါတွေကတော့ America ဘယ်နေရာမှာဆိုတွေ့ရတဲ့ဟာတွေရှိလို့ရှိတယ်။မုတ်စားကြအောင် Sonic ကိုတွေ့ပြီ။ Proceed about 3 miles to Rayford Road. ဗျာမကျ Sam Clark ရဲ့တက်စီနှောင်းကတော်တော်ဈေးသက်သာ3ချက်3ချက်ပြရတယ်။ Wall မှာရှိတယ်။နော်။မြို့ဟာကြီးတယ်ရောက်ပြီလေတာရဲ့ရောက်တော့မှာ tattoo ဆိုင်ရှိတယ်။မြို့ဟာကြီးတယ်ဒါပေမဲ့အဲ့ဒီအလုပ် opportunity ကတော့ဘယ်လိုနေလဲမသိဘူးဒီစစ်တပ်ရှိရတဲ့ကြောင့်မလို့ဒီစစ်တပ် base ဟာရှိရတာစစ်တပ်ဝင်နေတော့မဟုတ်ဘူးเนาะဒါ Walgreen ရှိတယ် iMart တဲ့เนาะ Game Shop တဲ့ဒါ Coliseum Complex ကို Greensboro တော့နေတော့တော့တူနေတယ် Waffle House တွေ့ရယ်เนาะ Waffle House လည်းရှိရယ်Federal Credit Union နဲ့ဒါဒီလိုဘဏ်မျိုးလေးရှိတယ် That's how you drink? That's how you Hampton drink? Inn Day Inn အဲ့လို hotel ပစ္စည်းလေးတွေလည်းအများကြီးရှိတယ် Day Inn လိုမျိုးဟာလေးလေဈေးကတော့ဘယ်လောက် quality Inn ဈေးတွေကဘယ်လောက်တစ်ပတ်ကို400ကျော်500เนาะ You got it. အဲ့လိုမျိုး long term နေချင်တဲ့လူတွေအတွက်ပေါ့နော်။မ rooms to go ကနေရာကမှရှိ Starbucks ရှိရယ် Longhorn နဲ့DD Steakhouse discount DD discount DD discount Dallas ကဟာတွေ Ross DD discount ဟုတ်ပြီမျိုးရောက်တော့မယ်တာနော်ရောက်တော့မယ်ခဏလေးအောင်တယ်ဒီမှာနော် US flag ကြီးရမှာအကြီးကြီးပဲဒီမှာတွေ့ရတယ်ဒီမှာလည်း Bahama Prince Island Grill ပါကခီးတွေ့ပြီဒါလုံးဝ family food လေးတွေရှိရယ် McDonald ဒါ Arby's ဟိုမှာ cookout ရှိရယ်ပြန်မှာနော်ဒါတော့ကိုယ့်ရဲ့ Westboro မျိုးရဲ့ဟိုအကြနေရပဲ Walmart လမ်းပုံစံမျိုးပေါ့လမ်းကြီးမှာဘယ်ညာမှာcar wash တွေရှိတယ် Stable TJ Maxx တောင်ရှိလိုက်သေးတယ် AT&T เนาะမြို့ကတော့ကြည့်ရနော်
Jimmy Jones Great Clips Chick-fil-A Comfort Inn ဒီမှာအများကြီးပဲ Lowe's Taco Bell Oh my god ကြိုက်တာမင်းကုန်ချင် I hope နောက်ဒီမျိုးမှာနေမယ်ဆိုလို့ရှိရင်တော့Panera Bread လည်းတွေ့ရဟွာဒီမျိုးမှာနေမယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုး Wingstop Winston လည်းရှိမိုက်တယ် Wall of Beer Pokey Cafe တဲ့ Hyundai ဒီမှာကားဒီလာတွေလည်းအများကြီးပဲအဲ့တော့ဟိုလူနေမှုဒီလိုအပ်ချက်ဒီဟာတွေကတော့ community resources တွေကတော့အများကြီးပဲเนาะမှာ furniture ဆိုင်တွေရှိတယ်တော့ပါလည်းမသိဘူး paper box တွေဒါရဟိုတယ်ဆေးလိပ်ဆိုင်တွေဒါဒီလိုမျိုးဒါလုံးဝမိုက်တဲ့ဆိုင်လေးတွေရှိတယ် Circle K ကနေသက်တာတယ်လား3ချက်နဲ့48ပြားပဲ Circle K ရဲ့ဟိုဟာ3ချက်48ရဲ့3ချက်50 3ချက်49ရဲ့3ချက်59ရဲ့Mediterranean kitchen ဒီလိုမျိုးစားတောက်ဆိုင် specialty စားတောက်ဆိုင်တွေလည်းရှိတယ်ဒီမှာဘတ်စကားတွေဘတ်စကားလည်းရှိရဗျာเนาะဘတ်စကားလည်းရှိရဆိုတော့မျိုးကဒါကြီးလို့ပေါ့ဟို8 I am in အဲ့တော့မြို့ကြီးတယ်ဆိုတော့စီးပွားရေးတွေလည်းအများကြီးရှိတယ်လို့စီးပွားရေးလည်းလုပ်ကောင်းတာပေါ့နော်မြို့ကြီးပြီးတော့ရုံးတွေကျောင်းတွေဒီအလုပ် opportunity လည်းပုံများတာပေါ့ဒီမှာလာနေမှာဆိုရင် Fast Fry လည်းရှိရဆိုတော့ဒါတော့ဟိုအားလောက်ရှိတယ်နော် Greensboro လောက်ကိုကြီးရဆိုတော့မြို့က size ကြီးဖို့ထက်လေအဲ့လိုမျိုးဒီလုပ်ငန်းတွေအများကြီးရှိဖို့အရေးကြီးရအဲ့ဒါဆိုရင် food line လည်းရှိရအဲ့ဒါရွေးချယ်ကြရင်လည်းများရကွယ်အလုပ်တစ်ခုပြုတ်သွားရင်လည်းနောက်အလုပ်တစ်ခုကိုရှားတာတအားလွယ်တယ်ဒီမှာ Home Depot နော်မကြည့် Buffalo Wild Wings ဆိုတာဟိုမလားဒါဟိုဖနက်ဆိုင်ဘယ်မှာ car wash 3 minutes car wash နော်ဒီမှာ Mexican Eats ဒါတွေကလုံးဝ specialty dining နေ Academy ရှိရ Valentine ရှိတယ်ဒီထဲမှာလည်း Academy School လည်းရှိတယ်ဒါပဲ ဒီထဲမှာလည်းအများကြီးပဲဒီမှာဘတ်စကားလူရ6များပဲတလား Academy School လည်းရှိ ဘတ်စကားလည်းလူ6ဒီမှာဒါကတက်ရမြို့တော်ဖြစ်တဲ့အခါကျတော့ဒီမှာကြည့်အကုန်လုံး National Card အတွက်ကိုဒီမှာသွားပြီးတော့ရှောက်လို့ရတယ်ပေါ့နော်တက်ထဲကလူတွေအများဆုံးနေတဲ့နေလားဆိုတော့တဲ့နဲ့ပတ်သက်လို့မိသားစုတွေပြောင်းလာမယ်ဆိုလည်းဒီနေရာကိုလာကြမှာပေါ့နော်ပြောလိုက်တာဆို All right, wonderful. Thank you. Yeah, just try a big circle one on the curve one. When you get a great burn, just do the round one. Okay Turn right and then keep moving the big circle. Okay All right And then you see the blue sofa chair in front of the house. Okay Couple chair, yeah. All right. And then a pond on the left side. Oh nice Yeah. All right my friend All right, see you then. Yeah, Okay see you thank you bye bye Proceed about 1 mile to Strickland Bridge Road. နေလို့တက်စီဆိုင်သေးလေးဆိုလဲဈေးလေးရမစိုး3ချက်69ရာဒီမှာ beauty supply လေးတွေ tobacco တွေเนาะဒါမျိုးတွေဆိုင်ပစ္စည်းညောက်တောက်တွေလည်းအများကြီးရှိရယ် police တဲ့ဒါဒီမှာရဲစခန်းရှိရယ်เนาะဘယ်လမ်းကိုရောက်လဲဆိုတော့ဒီလမ်းကိုရောက်နေရတယ်မှာရဲစခန်းရှိရယ် regional council တဲ့ဒါ council ရုံးတွေရှိရယ် Liberty Test တွေ Gun Plus ဒါလည်း for rent ဘာလဲမသိအများကြီးပဲ plaza တသေးလေးတစ်ခု Go pay your tax. Pay your taxes then Yeah I already paid my taxes. Now you have to. You gotta pay your taxes. Walgreen In half of a mile, left turn onto Strickland Bridge Road. ဒီနေရာကိုရောက်နေတာ Walgreen ကဒီ Now don't watch it. ဒီလမ်းပေါ်မှာရှိ sheets လည်းရှိရဗျာ sheets နော်3ချက်နဲ့48ပြားပဲ sheets ကဈေးသက်သာတယ် Circle K လည်းဈေးသက်သာတယ်ဒီမှာကြည့် Good job will make a Proceed about 2 miles to Fisher Go Road. make a job or make a boot. Go make a job and Hello or make a boot. Hello Go, Hey, this is Chase with General Electric.
Home security. How are you doing today? ဒါဒီလမ်းလေးပေါ့နော် What you got? နေပါဟုတ်လေဒီ neighborhood လေးမှာပါတွေ့ရမလဲဆိုတော့ဒီမှာ Fox? I don't know. အိမ်လေးတွေကဒီလိုခြံခတ်ထားတဲ့အိမ်လေးတွေလည်းရှိတယ် barber shop တဲ့နော်အိမ်လေးတွေကတနေရာနဲ့တော့ဟိုဘက်ဒီဘက်တော့နေကြတယ်အိမ်ပုပုတသေးလေးတွေများတယ်ခြံလေးတွေခတ်ထားတယ်ဟုတ်ပြီ stop sign ရှိတယ် okay တရိပ်ဝိုင်းလေးနဲ့ဒီပါဘူးလေဒါတော့အိမ်ပုံစံလေးပေါ့နော်ဒီလိုလမ်းလျှောက်နေလူတွေရှိရယ်ဘတ်စကားတွေရှိရယ်မြို့ဆိုတော့လမ်းလျှောက်တဲ့မြို့လူတွေတော့များတွေ့ရမှာပဲလမ်းလျှောက်ပြီးတော့ဘတ်စကားစီးကြမယ်နော်တော်တော်များဒီမှာ76ဒီမှာဆိုလို့ရှိရင်လည်းဒါ food mart လေးရှိရယ်ဒီထဲမှာအစားအသောက်ဝယ်လို့ရတယ်သူလည်းဈေးမစိုးဒီတက်စီဆိုင်လေးလည်းအိမ်လေးတွေဒီလိုပစ္စည်းအသေးလေးတွေလည်းအများကြီးရှိတယ်ဆိုတော့အိမ်ရောင်းဝင်နေတာဒီခဲတွေ့လိုက်လားအော်ဒီမှာဒီခဲရလဲဒါအတိတ်နဲ့ရှိတယ်နော် In half ဒီ a မှာ apartment တစ်ခုကွယ်ဒီ apartment oak place ဆိုလားမသိဘူးတေချာမမြင်လိုက်ဘူး apartment တစ်ခုကနာဒါဟောပါလဲဒါကကြောင်းလားဒါပါလဲအဲ့တော့ဒီမှာဆိုလို့ရှိရင် Stop. Hey, crap. Shell ရှိရယ်ပြီးတော့ဒီနေရာကဒီလမ်းစုံပေါ့နော်ဒီလမ်းစုံနေရာလေးမှာဒါလေးတွေရှိတယ်ဒီမှာက Harvest proceed about 1 mile to Lakewood Drive. Family Dollar Store ရှိတယ်ဒီအိမ်လေးဆို highway ပေးလာမှာကတ်နေတဲ့အိမ်လေးတွေရှိတယ်မြေတွေတော်တော်ပြန့်ကြမြေတော်တော်ပြန့်ကြတယ်လားနော်မြေပြန့်တယ်ဆိုတော့အိမ်လေးတွေကနေရအဆင်ပြေတာပေါ့ကိုယ်ရဲ့အရင်နေခဲ့တဲ့နေရာမျိုးเนาะအခုနေနေတဲ့နေရာဆိုလို့ရှိရင်တောင်ကုန်းတွေများတော့မြေပြန့်တဲ့အိမ်ရှာခက်တယ်ခုန town home for sale ဆိုတာတွေ့လိုက်တဲ့ town home လေးတွေ mobile home လေးတွေ mobile home community တွေဟုတ်ပြီ mobile home လေးတွေများတယ် In half of a mile, right turn onto Lakewood Drive. ဒါလည်း apartment လားမသိဘူးသိလား lake ပါဆိုလည်းမသိ apartment တခုเนาะ apartment နေရာလေးတွေဒါပါဒါ learning academy ဆိုတော့ဒါလည်းအဲ့လိုအမှုကျူကျောင်းလားမသိဘူး tutoring child ဟောဒီလား child care တွေအများကြီးပဲအိမ်နေလာစောက်တဲ့လူတွေတောင်ရှိရเนาะ child care တွေလည်းအများကြီးပဲဆိုတော့ဒါလုပ်ငန်းကိုင်ငန်းတွေတကယ်ကိုအခွင့်အလမ်းတွေရှိ Next တယ် right. မြို့ဆိုတော့လူတွေကအိမ်မှာမနေဘူး Okay, about Westboro Elementary. Go over there. တားခဲ့တော့ကြောင်းရောက်ပြီမှာဒီမှာကြောင်းရောက်ပြီမှာ Proceed ချစ် about စရာလေး 2 တော့ဟို miles အောင်ရှည်လေးတွေ to နဲ့ Northgate Lane. ဟုတ်တယ်တိုင်းရဲ့ကျောင်းကယူဝါရဆိုင် ဖေရဖေရကျောင်းတစ်ခု Another. ဒီမှာကျောင်းနာမည် SK နေရာ Elementary school ဟုတ်တယ် ဟုတ်တယ်အမလေးသူကရေလေးတွေပါရှိရတော့မရေပန်းလေးတွေနဲ့ပါလုပ်ပေးတာ elementary school ကညီတွေတော်တော်ပြန့်နေတော့အဲ့ဒါကြောင့်မလို့အိမ်နေလာစောက်ကြတာ Answer. ဒါ school zone တဲ့နော် Another. ညာ elementary school တွေညာလို့ရှိတယ် ဒီလိုအိမ်ကောင်းကောင်းကြီးကြီးတွေလည်းအများကြီးရှိရနော်ဒါတော့ပါလေ Middleton ဆိုတာလည်း community တစ်ခုလားမသိဘူးဒီနေရာလေးမှာရှိရနော်ဒီမှာတော့ပါလေ business တွေအများကြီးပဲ village တဲ့ဒါလည်း apartment နော် community တစ်ခု apartment လားပါလားတော့မသိဘူး Why you don't go community that way? ဒီလို community အကြီးတွေလည်းရှိရတော့ပါတယ်လည်းတော့မသိဘူးပေါ့နော်အဲ့လို community gated community အကြီးတွေလည်းရှိရ Almost hit the wall. ကိုရီးယားတော့ဒီနေရာကိုသွားနေတာဒီဒါအိမ်လေးတွေအများကြီးပဲဒီဟာလည်းနော်မကျန်ဒီမှာကြည့်ဒီလို community လေးထဲမှာဒီ community လေးရလည်းကြည့်စရာလေး Next left. Now go to the ဟုတ်လားနော် ဟုတ်တယ် သူတို့လည်း New လေးကြည့်ရ luxury home
In 2/10 of a mile, your destination is ahead on the left. ဒီမှာ community လေးရမိုက်တယ်အိမ်လေးရရှိစရာလေးရောက်ပြီနော်ဒါအခုလူတယောက်ကိုလာတွေ့တာအလုံးလုံးမဲ့လူတယောက်ကိုလာတွေ့တာပေါ့နော်တယောက်မို့အလုံးလုံးမဲ့လူတစုကိုလာတွေ့တာဒီမှာလာပြီးလှုပ်လှုပ်ချင်တဲ့လူတွေဆိုရင်ဒီနေရာလေးမှာမစိုးပါဘူးဒါသူတို့ကတော့ဒီမှာနေကြမို့လို့လားမသိအိမ်တွေဝယ်ပြီးသားမို့လို့အိမ်ငှားချင်တဲ့လူတွေအတွက်လည်းအိမ်တွေကောင်းစားတွေရှိရနော်ဈေးတွေလည်းရှိမှာပေါ့နော်ဒါပေမဲ့မြို့ကြီးရဲ့ခါကျတော့အလုပ်လည်းများမယ်အိမ်လည်းကောင်းကောင်းနေလို့ရတယ်နော်ကလေးတွေလည်းအကြောင်းကောင်းကောင်းထား